ဘိုးသူရရစေချင်းအတွက်တင်ဆက်ပေးလိုက်ပါတယ်အမတ်တွေကိုပါကတော့ရာဇဒမုဒ္ဒအမတ်တွေငွေစင်းကဲ့သို့ဖြူတဲ့အယောင်ရှိတယ်စားကောင်းတောက်ဖွယ်ကျေးဇူးပြုတယ်သူဝနမုဒ္ဒအမျိုးတွေရွှေနီအစင်းလိုနေသောအယောင်ရှိတယ်နှစ်သက်ဖွယ်အစင်းတရံရှိတယ်ဂန်တုတ်တအမတ်တွေကျေးနီမယန်းစီအစင်းလိုနေသောအယောင်ရှိတယ်ကြောက်လန့်ပွေသောအတန်ကိုကျေးဇူးပြုတယ်လောဟိတမုဒ္ဒအမတ်တွေအောင်မင်းညို့ပွင့်လို့အစင်းရောင်ရှိတယ်အချွေရန်ကျေးဇူးပြုတယ်နီလမုဒ္ဒအမတ်တွေညိုမောင်းသောအစင်းရောင်ရှိတယ်အဝတ်ပစိုးကိုကျေးဇူးပြုတယ်ပိဒမုဒ္ဒအမတ်တွေမြာသားမြကြီးအစင်းလိုစိမ့်သောအယောင်ရှိတယ်ဥယျင်တည်တည်ပွင့်တို့ကိုကျေးဇူးပြုတယ်ကာလမုဒ္ဒအမတ်တွေမင်းသွေးကဲ့သို့မဲနဲ့သောအယောင်ရှိတယ်ရှိန်းစာရာကွယ်ကာစိတ်တချင်းဖြင့်ကျေးဇူးပြုပါတယ်ပပတာရမုဒ္ဒအမတ်တွေအနေအဝအပြာစိမ့်အဖြူမောင်း6တွယ်သောအယောင်ရှိတယ်အထူးထူးသောနာနာရုပ်အတက်ကိုဖန်ဆင်းနိုင်ခြင်းကွယ်ပြောက်စေခြင်းနှစ်သက်ဖွယ်အတန်တာယာခြင်းရန်သူကိုအောင်ခြင်းဘလူးတကြမွေအစိတ်သင့်တဲ့အောက်လန်းနီးတွေဓာတ်တွေကိုပယ်ရှားနိုင်ပါတယ်ဝရောဇနာမုဒ္ဒအမတ်တွေနရကိုပါအစင်းလိုပြိုးပြိုးပြက်ပြက်တခဲနဲ့ဝင်းဝင်းပြောင်ပြောင်စီမီအောင်ထုံးပါတယ်ကောင်းကင်ပြန်တဲ့မြေရှိုးတဲ့လူတို့နှစ်သက်တဲ့ရံအပေါင်းကြောက်ရွံ့နေအထူးထူးသောနာနာရုပ်အတက်တွေကိုဖန်ဆင်းနိုင်တယ်တနက်တစ်ချွန်ဓာလန်လက်နဲ့မဆူးရှားနိုင်ဘူးခွန်အားကြီးတဲ့ရွှေငွေရတနာတို့နဲ့တကွအသုံးဆောင်ခုသမျှကိုအကျိုးပြုတတ်ပါတယ်ဒါကတော့သိသလောက်အမတ်တေးလေးတွေအကြောင်းကိုတင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ